တန်းစားစိတ်ဓာတ်သူတစ်ပါးရဲ့ကိုယ်ကျင့်သိက္ခာကိုအပုပ်ချလိုတဲ့သဘောနဲ့မမှန်ဆွဆွဲကဲ့ရဲ့ပြစ်တင်တဲ့စိတ်ဓာတ်သူတစ်ပါးမကောင်းချောင်းကိုအစမတန်ချေကားပြောဆိုပြီးတော့မိမိကောင်းချောင်းကိုသာထပ်တလဲလဲပြောဆိုတတ်သောစိတ်ဓာတ်နည်းနည်းလှုပ်ပြပြီးလှုပ်ပြတာနဲ့မတန်အောင်ပြန်ပြီးတော့အကျိုးထူးခံစားခွင့်ရချင်လို့သောစိတ်ဓာတ်ကိုထက်သာသူကိုမနာလိုဝန်တုံမှုအပြည့်နဲ့တိုက်ခိုက်စော်ကားလိုတဲ့စိတ်ဓာတ်ကိုအောင်နှင်းကြသူကိုဖိနှိပ်စော်ကားပြီးပါဝါပြကခုံမောက်နေတတ်သောစိတ်ဓာတ်တပားသူရဲ့ခံစားချက်ကိုနည်းနည်းလေးမှထိမ့်မထွက်ပဲနဲ့ကိုပြောချင်ရပြောကလှုပ်ချင်ရကိုတဆွထိုးလှုပ်တတ်သောစိတ်ဓာတ်ရှင်းလင်းတစ်မျိုးကြွယ်ရတစ်ဖုံစကားကိုဘလောင်ပလဲပြောကချွန်တွန်းလှုပ်တတ်ဂုံတိုက်တတ်သောစိတ်ဓာတ်မောင်းမရန်ဆိုင်ပြီးဆဲဆူအော်ဟိဖို့ဝင်မလေးပဲအရှာကြောက်ကင်းမဲနေတတ်သောစိတ်ဓာတ်အားနေသူကိုထုထောင်ပြီးတော့အားကြီးသူကိုကပ်ဖားရက်ဖားလောက်ကနေရာယူတတ်ဝင်ရိုက်တတ်သောစိတ်ဓာတ်အခုရင်းဆိုလူရာထက်ပို့ပြီးတော့ရှူတတ်တဲ့လောက်အနစ်နာခံမှုကြောင့်တွန့်ဆုတ်တူဝေးတတ်သောစိတ်ဓာတ်ကိုအထင်ကြီးလွန်ပြီးတပားသူလို့တဲ့မြောက်အကောင်းမမြင်အကောင်းမထင်မေပုတ်ခတ်စော်ကားလိုတဲ့စိတ်ဓာတ်